အားလုံးပဲမင်္ဂလာပါဟိမော်မိုင်းမှာကြိုဆိုပါရစေအခုဒီလက်ရှိပြထားတဲ့က Oppo A15 App ပေါ့နော် 16K လို့လည်း model ထွက်တယ်ပေါ့ဒီကောင်လေးကဘာဖြစ်တာလဲဆိုရင်မှန်ပြတ်တယ်ဆိုပြီးတော့ကျွန်တော်စီကိုလာရောက်ပြုပြင်တဲ့လုံးလေးဖြစ်တယ်တခြားယူပြီးတော့ဖုန်းကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ဒီကောင်ကရုပ်လာတယ်ပေါ့နော်အလင်းပြောင်းနေတဲ့ကောင်လေးပဲဖြစ်တယ်ပေါ့အဲဆိုရင်ကျွန်တော်တို့ခုမှစတင်လေ့လာမယ့်ညီကိုတွေအတွက်အနေနဲ့ဒီဟာကိုဒီအလင်းပိုင်းကိုဘယ်လိုမျိုးအဲ့ဒါကိုလိုက်လဲဆိုတာကိုကျွန်တော်တစ်ချက်ပြသပေးမှာဖြစ်ပါတယ်နော်အဲဆိုရင်ကျွန်တော်တို့ရုပ်ပိုင်းနဲ့လင်းပိုင်းပါနော်ခုကရုပ်လာတဲ့အလင်းပြောက်တာဆိုကျွန်တော်တို့အလင်းပိုင်းကိုတစ်ချက်သွားကြည့်အောင်နော်ဒီဗီဒီယိုကခုမှစတင်လေ့လာမယ့်ညီငယ်တွေအတွက်တစ်ခုတစ်စုံတစ်ခုအကျိုးရှိမယ်လို့ညွှန်နေပါတယ်ဒီဗီဒီယိုဒီကြော်ထားခြင်းဟွာခြင်းမပါဘူးပေါ့နော်ကျွန်တော်တို့ကြော်ထားခြင်းဖြတ်ထားခြင်းမပါပါဘူးဟုတ်ပါအဲ့လိုမျိုးဘက်ထရီကိုတက်လိုက်တာနဲ့ကျွန်တော်ဒီဟာပို့အတိုင်းမယ်နော်ပို့ထားမယ်ပို့ထားမယ်ပေါ့နော်ကျွန်တော်တို့ပို့ထားလိုက်ပြီဆိုရင်ကျွန်တော်တို့ကအနက်ကို ground ချမယ်အဒီနဲ့တိုင်းမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တိုင်းလိုက်တဲ့အခါမှာဒီမှာ power ကျွန်တော်နှိုးမထားသေးဘူးเนาะ power နှိုးမထားသေးဘူးသူကတက်လိုက်တာနဲ့ဒီမှာကဖိုးဖို့ပေါ့เนาะအဲ့ဝင်ကျင်ရောက်နေမယ်ပေါ့ဘက်ထရီမှာရှိရပို့လောက်ရောက်နေမယ်ပေါ့เนาะ 4.2 တဲ့ဒီမှာတော့ဒီလောက်ရောက်နေရပါမယ်ဟိုအဲ့ဒါဆိုရောက်ပြီဆိုရင်ကျွန်တော်တို့ power key နှိပ်တဲ့အခါမှာဒီ capacitor လေးမှာ high volt တွေထွက်နေရမယ်ပေါ့เนาะဒီ capacitor လေးမှာကျွန်တော်တို့ high volt တွေထွက်ရမယ်အဲ့ဒီ capacitor လေးမှာလည်း high volt တွေအဲ့မှာမတိုင်းညဆိုဒီမှာ diode လေးပါပါတယ်အဲ့ diode လေးထိတ်မှာလည်းကျွန်တော်တို့ high volt တွေပေါ့နော်ပို့အများကြီးထွက်နေရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ပေါ့နော်ပို့အများကြီးဆိုတာ29 26 25ပေါ့နော်အဲ့လိုမျိုးတွေထွက်နေရမယ်ဒါတချို့ဟာတွေလည်း30ကျော်ထွက်တာရှိပါတယ်အဲ့ဆိုရင်ကျွန်တော်နဲ့အတူတူတစ်ချက်ကြည့်ကြည့်အောင်နော်ကျွန်တော်ပထမ socket ဖြောက်လိုက်မယ်နော်ဒီမှာမှန်ရလည်းမကောင်းဘူးပေါ့နော်မှန်ပြက်နေလို့မှန်မှာဂျာမာကျိုးကြော်ထားတယ်ပေါ့နော်မှန်ကျိုးဆက်ထားတယ်ပြင်းတဲ့သူကုန်ကြစိတ်နေအောင်လို့တတ်တာသွင်းဖြစ်အောင်လို့ဒါပြုပြင်ပေးထားတဲ့အလုံးလေးပဲဖြစ်ပါတယ်မှန်နဲ့ပြင်ပေးထားပါတယ်ဒီပလိုက်ပိုင်းလမ်းကြောင်းပိုင်းတွေပေါ့နော် IC ပိုင်းတွေကိုလည်းပြင်ပေးထားခြင်းဖြစ်တယ်ပေါ့ဒါဆိုတော့ကျွန်တော်တက်လိုက်နော်နောက်တစ်ပုတ်ချက်လုံးမယ်ဒါဆိုတော့ထွက်လိုက်ပါနော် show ထွက်လိုက်ပါနော်show ထွက်လိုက်ခဏလေးနော်ဘက်ထရီပြုတ်တော့မြင်ရပါတယ်နော်အဲ့မှာထွက်လာဆိုကျွန်တော်ဒီမှာဘိုးတစ်ချက်တိုင်းပြပါမယ်ဘိုးလေးတစ်ချက်ကြည့်လေနော်ဒီမှာဆိုရင်28ဘိုးပေါ့နော်အားလုံးမြင်ရပါတယ်နော်28ဘိုးထွက်နေပါတယ်ဒါဆိုရင်တော့ဒီဘက်လိုက်ပိုင်းကလှုပ်ပြီလို့ကျွန်တော်တို့ဒါပြောလို့ရပါတယ်တချို့နေရာတွေမှာပစ္စည်းကဝယ်လို့မရဘူးเนาะပစ္စည်းရှားနေတယ်မှန်ပြတ်တာတေးကြမသေးကြကျွန်တော်တို့ high volt တွေထွက်မထွက်လမ်းကြောင်းပိုင်းကမကောင်းဆက်လိုက်ပေါ့เนาะအကောင်လုံး high volt တွေလည်းထွက်လမ်းကြောင်းပိုင်းတွေလည်းကောင်းတယ်ပေါ့เนาะအကောင်လုံးလွတ်လွတ်ဆိုရင်တော့မှန်တယ်လဲရမှာပေါ့เนาะဒီကောင်လေးကဗာလိမှန်တယ်လဲမလဲရလဲဆိုရင်တော့မာသာဘုတ်လည်းပြင်ရတယ်မှန်ကျိုးကကြတော့ဆက်ပေးလိုက်လို့ရသွားလို့ပေါ့เนาะအားကြောင့်လို့မလဲရတာဖြစ်တယ်ပေါ့ဆက်ပြီးလို့မရဘူးဆိုရင်တော့လဲရမှာပေါ့เนาะဒါဆိုရင်တော့ရှားပါเนาะတစ်ချက်ဆွဲပြပေးမယ်ဟုတ်ကဲ့ပါအားပေးမှုကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ